ဈေးတက်တာလို့တရေချောက်တဲ့အိမ်တလုံးကိုကျွန်တော်ငှားနေခဲ့တယ်ပထမညမှာပဲရေချိုးခန်းကရေပန်းဟာသူ့အလိုလိုပွင့်လာတယ်ကျွန်တော်အော်ပြောလိုက်တယ်ဟေ့ရေဘိုးကိုမင်းပေးရမှာနော်အဲ့ဒီလိုပြောလိုက်တာနဲ့ရေပန်းကချက်ချင်းရက်သွားတယ်တာဟာအစပဲလို့ထင်ခဲ့ပေမဲ့နောက်တနေ့မှာတော့စပွဲပေါ်မှာဟင်းသုံးပွဲနဲ့စွပ်ပြုတ်တပွဲအစင်တင်ထားတာကိုတွေ့လိုက်ရတယ်ဘေးမှာစားတို့တရွက်ရှိနေပြီးအစားတောက်ကြတင်ငွေရွံ30ကျွန်တော်စိတ်ထဲမှာချက်ချင်းတွက်ချက်လိုက်မိတယ်ဟင်းသုံးပွဲစွပ်ပြုတ်တပွဲအသားဟင်းဟင်းသီးဟင်းရွက်တွေနဲ့ဆိုဘယ်စားတောက်ဆိုင်မှမဆိုအနည်းဆုံးရွံ80 80လောက်တော့ကြမှာပဲထူးဆန်းပေမဲ့မစိုးပါဘူးသူကိုကင်ပြီးခရမ်းကျင်တီးချက်ဥကြော်ကိုမြည်ကြည့်လိုက်တဲ့ချိုချိုအရသာကအတော်လေးပြေဆုံးပြီးချက်ဥကလည်းနူးညံ့အရသာရှိတယ်အမေချက်တာထက်တောင်ကျွန်တော်အကြိုက်နဲ့ပိုကြိုက်တယ်ကျွန်တော်ဗိုက်စာနေတာနဲ့အကုန်လုံးစားပစ်လိုက်ပြီးပလုတ်ပလောင်းနဲ့ပြောလိုက်တယ်ဟေ့တရေမလေးမင်းကတော်တော်ကက်ဆေးနေတာပဲပြေးသွားပြီးတာတောင်ဒီလောက်နှမျောနေတော့လားနင်းနေတော့ရရောပါအောင်စားပြီးတော့ကျင်းနဲ့အားရစွာလေးတက်လိုက်တဲ့အိုးခွက်ပကံတွေကစီရီပေးချန်နေပြီးစင်ပေးမှာပုံထားတာကိုကြည့်ရင်အရန်ပြင်းလာတယ်တမင်တက်တက်မဆေးပဲထားခဲ့လိုက်တယ်ဒီလိုဝက်ဆန်းကျဲတဲ့အခန်းဖော်ရဲ့တီးခံနိုင်စွမ်းကဘယ်လောက်ထိရှိမလဲဆိုတာစမ်းချင်လို့ပဲနောက်တနေ့မနက်မှာပကံချင်းထိကက်တန်သေးသေးလေးကြောင့်နိုးလာတဲ့မိဖို့ကြောင့်တကားနာကိုတိတ်တိတ်လေးကတ်သွားကြည့်လိုက်တော့ပကံတွေအကုန်လုံးတောက်ပြောင်နေတယ်စပွဲပေါ်မှာလည်းဖုံမှုတစ်ဆက်တောင်မရှိဘူးအပေါ်မှာစာရွက်လေးတစ်ရွက်ထက်ရှိနေတဲ့ကျွန်တော်စိတ်တူရင်ရီလိုက်မိတယ်လူလောကမှာနေလာတာအနှစ်နှစ်ဆက်ကျော်ပြီးဒီလောက်စီးကန်းကြီးတဲ့တရေကိုတော့ပထမဆုံးမြင်ဖူးတာပဲစိန်ခေါ်ခြင်းစိတ်ကချက်ချင်းထလာတယ်စမ်းကျင်နေပေါ့ကောင်းပြီလောက်ကြတာပေါ့အမိုက်အကြီးတအိတ်ကိုတကားဝမှာတမင်ထားပြီးလမ်းတစ်ဝက်ပိတ်ထားလိုက်တယ်အဲ့လောက်စွမ်းနေဆိုဒီအမိုက်အိတ်ကိုပြစ်လိုက်စမ်းပါနောက်တနေ့မှာအမိုက်အိတ်ကပျောက်နေပြီးတကားပေါ်မှာစာရွက်တစ်ရွက်အမိုက်ပစ်ခရွံတစ်ဆက်ကျွန်တော်ဒေါသထွက်ပေမဲ့ဘာမှမတတ်နိုင်ဘူးတရေနဲ့ဘလို့သွားညင်းမလဲမိုးရွာတဲ့နေ့တနေ့မှာအလောတကြီးထွက်သွားရင်ထိမိကြံခဲ့တယ်အိမ်ပြန်ရောက်တော့တကူလုံးဆူရွှဲပြီးချမ်းတုံနေတဲ့မျက်နှာကိုတုပ်နေတော့နူးညံ့တန်ရှင်းတဲ့မျက်နှာတုပ်ပေါ်ဝါတစ်ထဲကလေထဲမှာလွင့်လာပြီးကျွန်တော်ရှေ့ကိုရောက်လာတဲ့ဘားကိုထိလိုက်တဲ့အခါနှွေးထွေးပြီးအရန်တက်တောင့်တက်တာရှိတယ်ပြီးတော့အင်ဂျီနဲ့ဘောင်းဘီကသူ့အလိုလိုလေပေါ်ကိုမြောက်တက်သွားတယ်ကျွန်တော်လန့်ပြီးရင်ဘတ်ကိုလက်နဲ့အုပ်ကအော်လိုက်တယ်ဟေ့အဝတ်ချုပ်မယ်ဆိုရင်အရင်ပြောလေငါကဖြူစင်တဲ့လူငယ်တယောက်တော့ငါကုံတိတ်ခါကိုထည့်စင်းစားအောင်ဒါပေမဲ့သူကဘလူးတောင်မဆိုင်ဘူးအဝတ်စားတွေအကုန်လုံးကိုအဝတ်လျှော်ဆက်ထဲထည့်လိုက်ပြီးဖက်နှက်တွေကိုတောင်ဖက်နှက်စင်ပေါ်တေးတေးတက်တက်တင်ပေးထားတယ်ခဏကြာမှအဝတ်လျှော်ဆက်ပေါ်စာရွက်တစ်ရွက်ပေါ်လာတယ်ပဝါ3ပြုခနှစ်ရွံအဝတ်လျှော်ခအခမဲ့နောက်တစ်ခါထိမိရင်ရေတုပ်ရှစ်ရွံထက်ကောက်မယ်ဒါနဲ့ရှင်းလိုခန္ဓာကိုယ်မျိုးကိုဘသူကကြည့်ချင်မှလဲကိုကိုအထင်မှကြီးနဲ့အခုလေးတင်ခံစားခဲ့ရတဲ့နှွေးထွေးမှုကအဲ့ဒီစာဖတ်ပြီးချက်ချင်းပျက်စီးသွားတယ်ကျွန်တော်မျက်လုံးလှန်ပြီးခေါင်းမိုးပေါ်ကိုကြည့်ကပြောလိုက်တယ်အရင်ရှင်တွေတောင်မင်းစီကတင်ယူတင်နေမင်းကတရေမဟုတ်ဘူးလူအိမ်ရှင်ကက်ဆေးနဲ့ပြောင်းဝင်စားထားတာပဲဒီလိုရန်ဖြစ်ရင်စားနောက်ရင်းနဲ့နေ့ရက်တွေကုံဆုံးသွားတဲ့တဖြည်းဖြည်းနဲ့ဒီတရေအခန်းဖော်အကြောင်းပိုသိလာတယ်သူ့နာမည်ကစုချင်းရွံတန်ရှင်းရေးကိုအရန်စီကန်းကြီးတဲ့ခြေအိတ်ကိုကျန်းပြင်ပေါ်ပစ်ထားလိုက်တာနဲ့နောက်တစ်စက္ကန့်မှာပဲသူ့အလိုလိုရေချိုးခန်းထဲရောက်သွားပြီးစာတို့တရွက်ပါလိုက်လာတယ်ရှင်းချေအိမ်နံကငရဲမင်းတောင်တတိလေးမတက်ပဲနောက်တစ်ခါထပ်ပစ်ထားရင်အနှံ့ပြောက်ခထပ်ကောက်မယ်သူ့မှာအဆွဲအလန်းလေးရှိတယ်သွားတိုက်တန်နဲ့မျက်နှာတစ်စေးဘူးကိုစင်ပေါ်မှာစင်တီမီတာတစ်ဝက်လောက်လွဲထားရင်တောင်ချက်ချင်းတက်တက်ပြန်စီထားတယ်သွားတိုက်စေးကိုတမင်ဖိညစ်ထားလိုက်ရင်နောက်တနေ့မှာစာတို့တရွက်ရောက်လာတယ်ရှင်ကမလုတ်တက်တာလားအယူလားလည်းမရှိတာလားအုံနောက်မရှိတာလားဟင်းချက်တော့အရန်တော်တယ်ဒါပေမဲ့အညိုးထားတတ်တယ်ဒီဟင်းနည်းနည်းပေါ့တယ်လို့ပဲလို့ပြောလိုက်ရင်နောက်3ရက်ဆက်တိုက်စားနှစ်ဆထည့်ချက်ပေးတယ်ပြီးတော့သူ့ရဲ့စကလုံးတွေကဘသူ့ကိုမဆိုပြောမထွက်အောင်လုပ်နိုင်တယ်တနေ့ကျွန်တော်29.9ရွံနဲ့ရှော့ဈေးရတဲ့အင်ဂျီတစ်ထည်ဝယ်ပြီးမှန်ရှိမှာကိုကြည့်ပြီးသဘောကျနေတော့မှန်ပေါ်မှာစာလုံးတွေတဖြည်းဖြည်းပေါ်လာတယ်အပေါ်စားဖက်ရှင်ဒီဇိုင်းကလည်းဆိုးတယ်ပတ်စံအိတ်ထဲလည်းဘာမှမရှိဘူးပြန်လေအသုံးပြုတဲ့နေရာကိုသာလှူလိုက်တော့ကျွန်တော်ဒေါသထွက်ပြီးអော်လိုက်တယ်မင်းနဲ့ဘာဆိုင်လဲတည်သွားတာတော့ငွေကောက်စနစ်မဖြတ်သေးတဲ့ကက်စီနဲမှန်ပေါ်ကစားကချက်ချင်းပြောင်းသွားတယ်ရှင်လည်းဘာမှမထူးပါဘူးဒီလိုရန်ဖြစ်နေကြဖြစ်လာတော့သူရှိနေတာကိုတောင်ကျွန်တော်အချင်းဖြစ်လာတဲ့တောင်တက်ပြီးတော့သူ့ပေါ်မိခိုလာမိတယ်အလုံးနောက်ကြပြီးဘိုင်းအောင်လာတဲ့ညတွေမှာစပွဲပေါ်မှာခောက်ဆွဲပြုတ်ပူပူတပွဲအမြဲပေါ်လာတတ်တယ်မိုးရွာတဲ့နေ့ပတင်းပေါက်ပိတ်ဖို့မေ့သွားရင်လည်းမမြင်ရတဲ့အင်အားတစ်ခုကမိုးရေကိုတားပေးထားလို့ကျန်းပြင်မစိုးဘူးညဘက်အိတ်မပျော်ပဲလူလိမ့်နေတဲ့အခါဧကန်ဘက်ကနူးညံ့တဲ့လင်းကြီးလေးတိုက်လာပြီးတယောက်ကကြောကိုပုတ်ပေးနေတယ်လို့ခံစားရတယ်ဒီလိုအသေးအဖွဲဂရုစိုက်မှုတွေကသူ့ရဲ့ပြောချမ်းတာကိုဖုံးအုပ်ထားပေမဲ့ကျွန်တော်ရဲ့အထီးကျန်ဘဝကိုတိတ်တဆိတ်နှွေးထွေးစေခဲ့တဲ့ဒီနေ့မှာကျွန်တော်အချစ်ဆုံးတငယ်ချင်းလီပန်းအလဲလာမယ်လို့ကြိုးပြောလိုက်တယ်စုချင်းရွံငါတငယ်ချင်းကကြက်ထက်တောင်ကြောက်တတ်တယ်ဒီနေ့တော့ငြိမ်နေနော်မချောင်းနဲ့အဲ့ဒီလိုလုပ်ရင်မင်းကိုအပိုစု9ရွံပေးမယ်စပွဲပေါ်ကဖုံးကရုတ်တရက်လေးပေါ်မြောက်တက်သွားပြီး okay emoji တစ်ခုပို့လိုက်တယ်အဲ့ဒါကသူ့ရဲ့ဖြေပဲနောက်တနေ့လီပန်းအိမ်ထဲဝင်လာတာနဲ့အနံ့ခံပြီးပြောလိုက်တယ်ဟေ့မင်းကအလုံးမရှိပဲအိမ်ကူတောင်ငှားထားနိုင်ပြီလားအိမ်ကတန်ရှင်းလုံးလို့မင်းအိမ်လို့တောင်မယုံနိုင်ဘူးဘဝကအဆင့်မြင့်သွားပြီပဲစကားဆုံးတာနဲ့ဟာတာကားပြနေတဲ့ TV ကသူ့အလိုလို Opera Channel ကိုပြောင်းသွားပြီးအတန်ကိုအမြင့်ဆုံးတင်လိုက်တယ် Opera တချင်းတန်ကတအိမ်လုံးဟိန်းထွက်လာလို့လီပန်းလက်ထဲကရေခွက်တောင်ပြုတ်ကျမတက်ဖြစ်သွားတယ်ဖျားရီremote ဘယ်မှာလဲဘလို့လို့သူ့အလိုလို channel ပြောင်းသွားတာလဲ remote ပြက်နေတာဖြစ်မှာပါကျွန်တော်စကားမဆုံးသေးခင်ဆိုဖာပေါ်ကခေါင်းတစ်လုံးကလေပေါ်မြောက်တက်ပြီးလီပန်းရဲ့ပေါင်ပေါ်ကိုဖြည်းဖြည်းချင်းပြန်သွားတယ်လီပန်းအော်ဟစ်ပြီးတကားစီကိုအပြေးထွက်သွားတယ်ဟေ့အောင်ဒီအိမ်ကတရေချောင်းနေတဲ့အခုချက်ချင်းထွက်သွားတော့ငါရင်ပြေးပြီးတခုခုဖြစ်ရင်စက်ကူပတ်စံပြီးရှို့ပြီးငါ့ကိုအကြောင်းကြားလိုက်သူအလန့်တကြားထွက်ပြေးသွားတဲ့နောက်ကျောကိုကြည့်ရင်ကျွန်တော်ဆိုဖာပေါ်လဲကျထိုင်လိုက်ပြီးညီးတွားလိုက်တယ်စုချင်းရွံမင်းတမင်လောက်တာမလားငင်းနေပါလို့ငါပြောထားတာမဟုတ်ဘူးလားအပိုးစု9ရွံတောင်မလို့ကျင်တော့ဘူးလားအဲ့ဒီအချိန်မှာဧကန်မီအောင်ကတဖြည်းဖြည်းမှိန်လာပြီးနှွေးထွေးတဲ့အဝါရောင်လင်းဖြစ်သွားတယ်ကျွန်တော်ပြတင်းပေါက်ဖက်ကိုလှည့်ကြည့်လိုက်တော့ပိန်ပိန်တွဲတွဲလူရိတ်တစ်ခုဟာတဖြည်းဖြည်းပုံပေါ်လာတော့တယ်